ရက်ဆက်နိုင်နေတဲ့ရှုံးဝဲမရှိပူရန်ပြီအားလုံးပဲမင်္ဂလာခင်ဗျာဖိုင်နယ်စုကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကကြေညာထားတဲ့ကျွန်တော်ရဲ့ရှုံးဝဲမရှိပူရန်ပြီကအခုကျွန်တော်ရောင်းချနေပြီပွဲစဉ်တွေကိုကစားနေပြီကျွန်တော်ညီကိုကြီးကျွန်တော်နဲ့လက်တွဲထားညီကိုကြီးကစားနေပြီအကုန်လုံးနေ့တိုင်းရက်ဆက်နိုင်နေတယ်ဒီကအကြောင်းကြီးကဘာလဲဆိုတော့ကျွန်တော်တို့ဟိုနေ့ရက်ကျွန်တော်ပြောပြတာပါကျွန်တော်တို့နောက်ကျပွဲကစားပါပါကျွန်တော်နောက်ကျပွဲကစားပြီးတော့ကျွန်တော်ဒီဖလိုနဲ့ကျွန်တော်တို့အနိုင်ယူမှာဖြစ်ပါတယ်ဗောနော်အဓိကအဲ့တော့ကျွန်တော်သေချာတဲ့အရေးကြီးတဲ့ချက်လေးကိုအရင်ဆုံးကျွန်တော်ပြောရမယ်ပြီးမှတခြားအကြောင်းတွေကိုကျွန်တော်ပြပြမယ်ဗောနော်အရင်ဆုံးနောက်ကျပွဲကစားရဲဆိုတာဘာသာလဲဥမာပရီးမီးယားလိပညာ9ပွဲကန်ရထားပါတော့9ပွဲမှာနောက်ဆုံးပွဲကဥမာညတစ်ချက်ဒီပွဲကနောက်ဆုံးပွဲဆိုရင်ကျွန်တော်တို့အပွဲကိုကစားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နောက်ကျပွဲကစားမယ်ဆိုအစောကြီးအိတ်လို့မရဘူးဗောနော်ကျွန်တော်ပွဲစဉ်ကိုကန်မဲ့မိနစ်20အလိုမိနစ်20ဗောနော်15မိနစ်အလိုမှာပေးတာပါအဲဒါကြောင့်မလို့အစောကြီးလို့မရဘူးဒုတိယတစ်ချက်ကတော့ကျွန်တော်တို့အပြင်တိုင်းကစားလို့မရဘူးဗောနော်အပြင်တိုင်းကသူည10နာရီခွဲ17နာရီဆိုပြတဲ့အတွက်အပြင်တိုင်းကစားလို့မရဘူးကျွန်တော်ကညတစ်ချက်တိလောက်မှကစားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် online မှာပဲကစားလို့ရပါမယ်ဒါကြောင့်မလို့ကျွန်တော်နောက်ကျပွဲကစားမယ်ဆိုအစောကြီးလို့မရဘူးအပြင်တိုင်းကစားလို့မရဘူးเนาะဒီနှစ်ချက်ကတော့အရင်အရေးကြီးပါတယ်အဲဒါဆိုအစောကြီးအဲ့ရင်လည်းပွဲကကျွန်တော်တစ်ချက်တိလောက်မှပေးတာဆိုတော့လေအဲကြောင့်မလို့ပါအဲ့လိုမျိုးလေးတော့ရှိပါတယ်ဒါကတော့ဒါနောက်ကျပွဲကစားဖို့အတွက်အရေးကြီးဆုံးနှစ်ချက်ပါโอเคတော့ဘာလို့နိုင်တာလဲပေါ့ကျွန်တော်တို့ဘာဖြစ်လို့နောက်ကျပွဲကဘယ်လိုဖြစ်လို့နေ့တိုင်းနိုင်ရမှာလဲရှုံးပွဲဘာဖြစ်လို့မရှိရလဲဆိုတော့ကျွန်တော်အခုပေးနေတာအသက်တွေပါပဲကျွန်တော်နဲ့လက်တွဲထားတဲ့လူတွေကြောက်မှမရှုံးပါဘူး။ဘာလို့လဲဆိုတော့ဒါဖွင့်လှစ်မှုတစ်ခုလည်းမဟုတ်ဘူးပေါ့နော်။ဒါကျွန်တော်လေးလာမှုတွက်ချက်မှုပဲကျွန်တော်သင်္ချာသိပ္ပံနည်းလို့ပဲကျွန်တော်နာမည်ပေးထားပါတယ်။အဲ့တော့ဖွင့်လှစ်မှုနဲ့သင်္ချာသိပ္ပံနည်းနဲ့နှစ်မျိုးပေါင်းတာပေါ့နော်။သင်္ချာသိပ္ပံနည်းအပေါင်းဖွင့်လှစ်မှုဒီနှစ်ခုနဲ့သွားတာပေါ့နော်။အဲ့တော့ဖွင့်လှစ်မှုနဲ့သုံးသက်တယ်ဆိုတာကျွန်တော်မှမဟုတ်ဘူး။ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ဘာသာလဲသုံးသက်တက်တယ်။လူတိုင်း TikTok ပေါ်မှာလည်းသုံးသက်ပြနေတာဗျာ။လူတိုင်းသိနေပြီ။အဲ့ဒါတွေလည်းပြပြသိလားအဲ့လိုမျိုးဟို region like သူပြန်ပြီးစစ်ဆေးတယ်ဗျာတည်းသူ check လုပ်တယ်ဒီလားဘာသာတော့အဲ့ဒါဘာသာကိုဂျုံလားမြုံလားလက်ခံလားမလက်မခံလားမသိဘူးနော် TikTok ပေါ်မှာပွဲအရင်သုံးသက်ပြတယ်ဟာဒီဈေးပြင်ဒီလောက်တွေဆိုတာအဲ့အကြောင်းလေခုနောက်ပိုင်း flow တွေအရင်ပြောင်းလာတယ်လို့ထင်တယ်အဲ့အကြောင်းလေဖွင့်လှစ်မှုတစ်ခုတည်းနဲ့မလုံလောက်တာပေါ့နော်3 plate 100နဲ့စနေမနေ့နေ့စလုံး goal ပေါ်ရပါတော့ပြောချင်တာ Premier League မှာဆိုတာဖြစ်ပြနေတာပါစီးရေးမှာဆိုလဲ2မိုက်နဲ့30ဖွင့်ပြီးတော့ goal ပေါ်တာလေ6ပွဲမှာ10ပွဲလောက်ရှိပါတယ်ထားပါတော့လေအဲ့တော့ဘာသာတော့ကျွန်တော်တို့ပြောမယ်အစောပွဲကစားတယ်ဘာသာဥမာ9နာရီပရီးမီးယားလိစကစားတယ်ဘာသာနေ့တိုင်းနိုင်လားဘာသာလည်းမနိုင်ဘူးကျွန်တော်လည်းမနိုင်ဘူးကျွန်တော်လည်းပြန်ပြီးထုတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းကစားတယ်အဲ့ကျွန်တော်နေ့တိုင်းမနိုင်နိုင်နေရှိတယ်ရှုံးနေနေရှိတယ်ဒီနေ့နိုင်တယ်မနေ့ကရှုံးတယ်တစ်ပတ်ကပြန်နိုင်တယ်ဖနက်ကပြန်ရှုံးတယ်စသည်ဖြင့်နော်တန်တရားလေးတွေဘာလို့ဆိုတော့ဘာသာစနစ်ကြီးဖွင့်လှစ်မှုကိုကြည့်တယ်သူတို့ကားရပေါင်းကိုကြည့်တယ်ကျွန်တော်သူတို့တေဘယ်မှာအမှတ်ပေးစီရမှာဘယ်အဆင့်မှာရှိနေလဲကြည့်ရတယ်ပြီးတော့နောက်9ပွဲပါလဲလေနောက်ဆုံး9ပွဲဖောက်စသည်ဖြင့်အကုန်လုံးလိုက်ထိုးသားပတ်စံဒါတွေကိုပဲကြည့်ပြီးကစားရတာအမောင်နဲ့ခဲ့ပြီးကြည့်ဘယ်သူနေလဲမှန်တယ်အဲ့လိုမျိုးသုံးသက်ပြီးတော့နေတိုင်းမှန်တဲ့ကောင်ချင်းကျွန်တော်တယောက်ခေါ်လာတယ်မရှိဘူးလေဘာသာလူတိုင်းရှုံးတယ်အဲ့ဘာသာတွေရှုံးတာကိုကျွန်တော်လည်းအဲ့လိုဆိုရင်ရှုံးတာပဲရှုံးတော့ကျွန်တော်ကဒီတိုင်းမနေဘူးကျွန်တော်ကပြောပြတာဟိုဒီနေရာမှာပဲရက်မနေကျွန်တော်အများကြီးတွားကျင်တဲ့အတွက်အမီကြီးကိုတွားကျင်တဲ့အတွက်ကျွန်တော်အများကြီးစဉ်းစားရမှာနော်ဟာပြောလို့လဲဒီကကြီးကငါလည်းနိုင်နေနေရှိတယ်ကျွန်တော်ဘူရမီနေလည်းမရှုံးဘူးဘာသာပြောချင်တာငါနေနိုင်နေနေရှိရှုံးနေနေရှိတန်တရားလဲနေဝင်လိုက်ထွက်လိုက်တန်တရားလဲနေအဲ့โอเคဘာပြောလို့မလဲကျွန်တော်အမြဲတမ်းစဉ်းစားတယ်ကျွန်တော်အများကြီးရှင်းခဲ့ရပေါ့နော်ကျွန်တော်အဲ့မှာနောက်ကျပွဲကစားခြင်းကိုကျွန်တော်တွတ်တွေ့တယ်ကျွန်တော်ကိုယ်တိုင်ကစားတာကျွန်တော်ပြောကျွန်တော်ညီကိုတို့မြန်မာကြီးကိုမတ်လို့တစ်စာလောက်စားမဟုတ်ကျွန်တော်ကိုယ်တိုင်ကစားတဲ့အချိန်မှာကျွန်တော်နဲ့အတူလက်တွဲသွားခြင်းနဲ့လို့ရှိရင်ကျွန်တော်ခေါ်သွားလိုက်ခြင်းဒါပဲရှင်းလေးပဲဘာလို့ဆိုကျွန်တော်လူချင်းတဲ့အမောင့်တစ်ခုရကျွန်တော်နားမှာဒီလောက်ပေါ့ကျွန်တော်စိတ်ဆင်းရဲလည်းမခံဘူးအာယုံလည်းနောက်မခံနိုင်ဘူးเนาะအဲကြောင့်မလို့ကျွန်တော်အလုပ်ဘယ်လိုပြောမလဲအမောင့်တစ်ခုရနားမှာဆိုတော့ကျွန်တော်ကိုယ်တိုင်ညာတိုင်းကစားနေတာကျွန်တော်လက်ကြီးကစားတာပါထားပါအဲ့တော့ကျွန်တော်လူလက်တွဲလို့ရအောင်ဆိုပြီးကျွန်တော်ဒါတွေကို sharing လုပ်ပြီးတော့ကျွန်တော်လက်တွဲပြီးခေါ်တာအဲ့တော့ကြိုက်တဲ့လူရှင်လာကြမှာမကြိုက်တဲ့လူရှင်လာမကြမှာနောက်ကျဘကစားတာပါဖွင့်လိမ့်မှုတစ်ခုတည်းကမလုံလောက်တော့တဲ့အတွက်ကြောင့်ကျွန်တော်အချိန်မှာအချိန်ကြီးအများကြီးပေးပြီးတော့ကျွန်တော်ပတ်စံကြီးညာတိုင်းရင်းခဲ့ရပါတယ်တည4-5-8သိန်းဆိုတာပြောအပေါ်ဖြစ်မယ်ညစနစ်နောက်ပိုင်းပွဲတွေမှာကျွန်တော်ကုန်တာတည4-5-8သိန်းတော့ကုန်ပါတယ်ဘာမှကိုရေမရဘဲနဲ့ကုန်ခဲ့ရတယ်ပေါ့နော်ကုန်ခဲ့ရဆိုတာလဲကျွန်တော်ပြောသူပဲဖွင့်လှစ်မှုနဲ့ပဲကိုယ်ကစားတာလေသိလားဒါတော့30တက်လို့ကျွန်တော်လည်း30တက်တယ်အဲ့ဒါနဲ့ပဲကျွန်တော်ကစားတော့ပါဖြစ်လဲမွတ်ရပဲလူတိုင်းဘယ်သူနိုင်လို့လဲမနိုင်ဘူးလေကျွန်တော်ဟုတ်တယ်အဲ့ကြောင့်မလို့ကျွန်တော်ဒီရောကျွန်တော်ချိန်ကုန်ခံငွေကုန်ခံပြီးကျွန်တော်ရှာဖွေတဲ့အခါမှာနောက်ကျပွဲကစားခြင်းလေးကိုတွတ်တွေ့တာကြောင့်မို့လို့ကျွန်တော်ဒါကို sharing လုပ်ပေးတယ်ကျွန်တော်က BNB ကကျွန်တော်အာမခံတယ်ပွဲ20မှာ18ပွဲထိနိုင်ရမယ်အာမခံတယ်နှစ်ပွဲလေးအသိမ်းဆောင်လေးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါတော့ brother ရဲ့မမတော့ရှိနေမတည်တော့စီသမားပဲเนาะ
ဆက်ရှိပွဲနဲ့ဆယ်မှာဆက်ရှိပွဲလောက်နိုင်နှစ်ပွဲလောက်မှားတာလောက်ကိုဘယ်လိုပြောရမလဲစိတ်ထဲမှာမဖြစ်နိုင်ဘူးဆိုရင်လက်မခံနိုင်ဘူးဆိုရင်လည်းမကစားနိုင်ဘူးပေါ့နေ့တိုင်းအမောင်းနဲ့ခဲ့ပြပွဲတွေကိုဒီနေ့နဲ့လည်းနှစ်ဖက်ရှုံးလိုက်နေပဲကစားပေါ့ဒါပဲရှိတယ်ကျွန်တော်ဘက်ကတော့ပွဲနဲ့ဆယ်လုံးနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်ကျွန်တော်ဒီဟာဖွင့်လှစ်မှုတစ်ခုတည်းလုပ်တာမဟုတ်ကျွန်တော်သင်္ချာသိပ္ပံကြီးကျွန်တော် brain နဲ့ကျွန်တော်အတိဖြစ်မှုနဲ့ဒါရင်းနဲ့ကျွန်တော်တွေးတောကြံစားပြီးတော့ကျွန်တော်လုပ်တာပါနော်အဲကြောင့်မလို့နောက်ပြပွဲကစားရင်ပွဲနဲ့ဆယ်မှာ18ပွဲထိနိုင်တယ်ဒါကျွန်တော်စကားကိုကိုအောင်ပြောတာမဟုတ်ဘူးနော်ခြံပြောတာကျွန်တော်စကားအကုန်ပြောရအောင်ပွဲနဲ့ဆယ်ပြီးပွဲနဲ့ဆယ်ဆုံးနိုင်မယ်ဗျာရှင်းရှင်းလေးပဲကျွန်တော်ကစားတာနောက်ပြပွဲဖြစ်တယ်နော်ဆိုပဲကျွန်တော်ခုနကပွဲနေ့တိုင်းနိုင်အောင်လုပ်ပြီးဆိုကျွန်တော်18ပွဲနဲ့ဆယ်မှာ18ပွဲအာမခံဆိုကျွန်တော်အာမခံနိုင်ဘူးဗျာဒါဆိုကျွန်တော်အမောင်နဲ့ခဲပြစ်တယ်မသိဘူးလေသူကိုင်းဆိုကမှစတဲလာတဲ့ပွဲကြီးသူကိုင်းဆိုကမှသူကိုသုံးသတာနဲ့ကွက်တိကြသွားလို့နိုင်မယ်မနိုင်နေပါဖြစ်တယ်ရှုံးတာပဲဒါတော့လည်းရှုံးပါတယ်ရှောက်ပြောမနေနဲ့ဟုတ်လားထားပါတော့ကျွန်တော်ကနောက်ကြပွဲကစားမယ်ကျွန်တော်နဲ့တွဲချင်တယ်ဆိုရင်လာခဲ့ပါဖိတ်ခေါ်ပါတယ်ကျွန်တော်ဘယ်ဘိုင်းတေးပဲဖုန်းနံပါတ်က399683လုံး83လုံး6883955ဖြစ်ပါတယ်အဲ့ဒီတစ်ဆက်သွယ်လိုက်လို့ရပါတယ်တခါပြောပါမယ်ပေါက်ပြီးမအောင်ပါဘူးဝေးမအောင်ဆိုတာကျွန်တော်ပေါ်ပဲရောင်းစားရဆိုတဲ့အဖြစ်မျိုးမခံနိုင်ပါဘူးကျွန်တော်ဒီຢာကိုလောက်ထားတာအချိန်ကြီးငွေကြီးတွေအများကြီးရှင်းထားတာပါအဲ့တော့ဒါလေးကိုပေါ်ပဲဆိုပြီးရောင်းစားမဲ့ကောင်မဟုတ်ပါဘူးတကယ်လို့ဘယ်လိုပြောမလဲပွဲကြတယ်ဥပမာထားပါတော့ပွဲကြတယ်ဆိုတော့ဒါပွဲပြီးတာနဲ့ကျွန်တော်ရှိမှပတ်စံလာထုတ်လိုက်ဒါပတ်စံကျွန်တော်ပြန်ပေးလိုက်ပေါက်ပြီးရတော့မရောင်းပါမရောင်းဆိုတော့ပတ်စံမက်လို့မဟုတ်တော့ဒါပတ်စံဆိုတာကျွန်တော်ရှိရဝယ်တဲ့ပတ်စံကကျွန်တော်ညာဘက်အပြင်းပြေမောင်းထိုးတဲ့ဘိုးတော့မရှိပါဘူးနော်မပေါက်တဲ့တစ်ခါမှလည်းမပေါက်မောင်းယူခသပြပါတစ်ခါမှမောင်းလည်းပေါက်ဒါပဲကျွန်တော်ညာဘက်အပြင်းပြေတော့မောင်းတမောင်း9000လောက်ထိုးနေတဲ့အကောင်ပြောချင်တာဒါတော့မှမကြီးမက်လို့မဟုတ်ကျွန်တော်ကိုယ်တိုင်လက်ကြီးကစားနေတဲ့ကောင်အဲ့လောက်ကိုဖွဲ့စပွဲကိုမြင်တဲ့ကောင်မဟုတ်ဒါပေမဲ့ကျွန်တော်ဥပမာပြပြပါထားပါတော့ဗီဒီယိုကြီးရှိကုန်ဟုတ်လာခဲ့ပါကျွန်တော်ကိုရှုံးမမရှိဘူးမြေသွားနေတယ်နောက်ကြပွဲကစားတယ်အေးပြက်ခံနေတဲ့လူတွေညာတိုင်းနိုင်နေပါတယ်ရှင်းရှင်းလေးပဲအပြည့်နိုင်တယ်ညာကကျွန်တော်ပေးတဲ့ပွဲကျွန်တော်ပြောလိုက်မယ် AC ကိုကကျွန်တော်လက်ဆောင်ပေးတာပါကျွန်တော်တသိန်းပဲကစားဆိုပြီးကျွန်တော်လက်ဆောင်ပေးလိုက်တယ်ကျွန်တော် line ကိုကအပိုင်ပေးတယ်လီဗန်လေးကိုပေါ်အပိုင်ပေးတယ်သုံးပွဲပေးတာသုံးပွဲလုံးပြေးစားတယ်ညာပေးတဲ့ပွဲပေါ့နော်ပြောချင်တာအပွဲရမ်းပေးတဲ့ပွဲတစ်ပွဲမှမပါဘူး30ချက်တစ်ခုလည်းနဲ့မဟုတ်ဘူး30ချက်အပေါင်းသင်္ချာသိမ့်မှန်ကြီးဒီနှစ်ခုပေါင်းထားတာပါနော်နားရတာတော့မသိဘူးโอเคအဲ့တော့အားလုံးကျေးဇူးများကြီးတင်တယ်ယုံကြည်လက်တွဲပါပြီးတော့ရှိသေးတယ်တစ်ခုပြောလိုက်အောင်ပါအဲ့တော့သူများအချိန်ကြီးငွေကြေးတွေအများကြီးရင်းတာတပွဲကိုကျွန်တော်ရောင်းတာ3000နဲ့ပိန်ကနန်းထိုးနေတဲ့ကောင်တယောက်တော့3000လောက်ကိုမြင်နေလာမွေပါနဲ့တယောက်ကျွန်တော်ရှိလာတပွဲ3000ဆိုတော့ကျွန်တော်ဟားနေပါပြီလှောင်နေသဘောပေါ့နော်သူများစူးစမ်းထားတဲ့အရာကိုသူများဘယ်လိုစူးစမ်းထားလို့ထွက်လာတဲ့အသီးညွန့်အဖူးညွန့်လေးကိုသူများစိုက်ပျိုးထားတဲ့အဖူးညွန့်လေးတွေကိုပေါ်ချောင်းကောင်းနဲ့စားကျင်လို့လားလောက်ပါနဲ့နော်အစိရက်တွေပြင်ပါညောင်းပါဘူးလောက်ကောင်းပြီလာမွေနဲ့ကျေးဇူးလည်းမတင်ပါဘူးစဉ်းစားကြည့်လေဘို့နာစဉ်းစားလို့တော့မရဘူး3000များအချိန်လာမွေနဲ့ဘာဖြစ်လို့စဉ်းစားကြည့်လေကျွန်တော်ဒီရပါလားပေါ်ပဲရထားမှာမဟုတ်ကျွန်တော်ကုံထားတညောက်ကျွန်တော်ပြောတယ်ကျွန်တော်အဲ့အရာကိုစူးစမ်းလေ့လာနေတဲ့အချိန်မှာပဲတညောက်7သိန်းလောက်ကုန်တယ်နော်ပြန်ရ4ဘွဲလောက်ကစားတပွဲ2သိန်း3သိန်းကစား4ဘွဲလောက်ကစားတပွဲနဲ့4ဘွဲ3ဘွဲလောက်ကရှုံးအဲ့လိုမျိုးတွေပဲဘယ်လိုပြောရမလဲခံစားရတာပေါ့နော်ပြောချင်တာသူများထုစစ်ထားတဲ့သူများစိုက်ပျိုးထားတဲ့ပန်းပွင့်အညွန်လေးကိုတော့ဘယ်လိုပြောရမလဲအဲ့လိုပို့ချောင်းကောင်းလောက်နဲ့တော့လာမလို့ချင်ပါနဲ့နော်ဒါကြောင့်မလို့ကိုချင်းစားပါနော်ကိုယ်တိုင်အဲ့ဒီစူးစမ်းအားထုတ်တဲ့ဟာကိုသူများလာပြီးတံပိုးပြန်ကြိုက်တာပေါ့ပြောချင်တာတံမိုးထားပါနော်ပို့ချောင်းကောင်းနေတော့မလုပ်ပါနဲ့ဟုတ်โอเคလက်တွဲကျင်လာကြပါအားလုံးကျေးဇူးတင်ပါတယ်